Hardcore Minecraft ဆိုတာကျွန်တော်ရင်3ခါ4ခါလောက်ဆော့ခဲ့မဟုတ်ပါ3ခါ4ခါလောက်ဆော့ခဲ့ဘူးရဲ့ Minecraft ကြီးပဲဖြစ်ပါတယ်အဲ့ဒီ wall ကြီးထဲမှာကျွန်တော်ရင်တစ်ခေါက်တည်းတုန်းကစတိုက်အသက်ရှင်ခဲ့ဘူးတဲ့ကျွန်တော်အိမ်ကြီးစောက်ခဲ့တယ်အများကြီးလုပ်ခဲ့ဘူးရက်100ကျော်အောင်လည်းအသက်ရှင်ခဲ့ဘူးတဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှရက်1000မပြည့်ခဲ့ဘူးဗျ wall ကြီးပြတ်သွားတာရှိလိုက်မဆော့ပြတ်တော့တာရှိလိုက်ဘာရှင်းဟောင်းသွားတာရှိလိုက်နေပေါ့ဆိုတော့ဒီနေ့မှာကျွန်တော်ရဲ့ရက်1000မပြည့်လိုက်တဲ့ Minecraft Hardcore wall ကြီးကျွန်တော်ပြန်ပြီးပြည့်အောင်လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီမှာပဲစတင်လိုက်ကြအောင် Minecraft Hardcore ရက်1000ပြည့်အောင်လုပ်မယ်အတွက်ကျွန်တော်တို့ပထမဆုံးအကောင်းဆုံးစတင်ခြင်းနဲ့အတူ Minecraft လေးကိုစလိုက်ကြတာပေါ့ကဲဒါဆိုတော့ let's go ဒါကြီးက perfect spawn တော့မဟုတ်ဒါပေမဲ့ကောင်းပါဆိုအောင်ဒါဆိုတော့တက်ပင်လေးရင်ခေါ်အောင်အိုင်တန်နဲ့ crab ပြီးသားကြီးဆိုတော့ကြောက်ခတ်တော့တူအောင်နိโอเคဒါတော့ဆိုလောက်ပါပြီပေါ်ပြတ်တက်ပြီးတော့ခါကြတော့လောက်ချက်ရှိရင်လေးလောက်သွားတာပေါ့stone tool တွေရပြီဆိုတော့အကောင့်လေးတက်အောင်အကောင့်လေးတက်မယ်အဲ့ဒါမှစားစားကြမှာ right โอเคဒါတော့ဆိုတော့ရလောက်ပါပြီဝိတ်တာခေဗလားမသိဘူးဒါလို့ဆိုတော့ဒီအစ်မမော်လေးမှာပဲနားလဲအောင်မယ်ရင်းတော့ဗါလေအသားတွေကြော်မလေအသားကြော်မှဘိုက်ပြေးမှမသိမှာပေါ့အသက်ကတသက်တည်းရှိတာအသက်တွေအများကြီးရှိနေရမဟုတ်ဘူးမသိအောင်လုပ်ရမယ်အသားများကြော်မှရမယ်ခေတော့လည်းခဏတော့ဝင်ကြည့်လိုက်အောင်ပါမယ်မီးသွေးရမရှိတော့မီးသွေးရနည်းနည်းလေးပဲရထားတာခေထဲမှာဒါမဲ့ကြောက်တော့ကြောက်ရတယ်မောင်မဲနာပဲဘာမှလည်းမမြင်အောင်မိုက်တယ်โอเคထဲမှာဘာမှမရှိဒီအားကြီးအကြီးရွယ်ပဲဆဲမယ်လေ Oh my god အောက်ကနတ်တော့ဟိုအာယုံလားမသိအိုးရောမြင်နေရတယ်ရောင်ကလိုအဲ့ဟိုဟာတွေကအော်တွေကလုံးဝကလိုဖြစ်နေတာအော်ဇွန်ဘီကတက်လာသေးကြောက်တယ်ငါဟာကောစောနဲ့ကြောက်တယ်မင်းတို့လည်းငါကြောက်တာပဲရောက်ဇွန်ဘီဆိုရင်မကြောက်မမှန်နဲ့ကြောက်တာပဲသားတို့ကအကုန်ကြောက်တတ်တယ်ဆိုတော့ကအကိုဆင်းရမယ်မိတိုင်းလေးနဲ့โอเคအိုင်ယွန်လေးရအောင်မိုင်းလာခဲ့မယ်ဆိုဒါဆိုရင်တော့ကျွန်တော်မိုင်းနေလေးလောက်ကြတာပေါ့နော်မိုင်းရလို့မဆိုပြီးရွာလေးတွေ့ရတယ်ကျွန်တော်ရွာမှာပစ္စည်းယူပြီးတော့ခါတမပြန်လာခဲ့လိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်အာယုံနဲ့ရလာပြီးတော့ပေါ်ပြန်တက်လာလိုက်တယ်ပေါ့နော်မဲမောလိုက်ငါမှလည်းခေထဲမှာမိုင်းနေနေပစ္စည်းတွေမဟုတ်တော့မောတယ်ခုတော့ကြိုလိုက်ပါအောင်မကွယ်အခုတော့အောက်ထုတ်လေးရသွားပြီမိုက်တယ်အောက်ထုတ်လေးမိုက်တယ်ရောင်လေးဘာလို့လဲကျွန်တော်အာယုံဖူအမာရပြီးကကျမဒိုင်မွန်လေးမှရှိမလားလို့အဲ့ခေရဟိုအောင်ဆုံးလာဆင်းလာလိုက်တယ်ပေါ့နော်နေတယ်မောတယ်မဟုတ်ဘူးညာကြီးပဲ Oh my god Diamond yes Diamond နေရတော့အဲ့လိုမရလိုက်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ရလာရဟောပွားမယ်ကျွန်တော်အခုစော့တာ Minecraft ရဲ့ Battle မှာပေါ့နော်ပြီးတော့ Hardcore အရင်ခေါက်တွေတော့ကျွန်တော်ဒီဟာမှာကျွန်တော်ပစ္စည်းပွားစလုပ်ခဲ့ဘူးပဲတော့ glitch နဲ့ပေါ့အဲ့ဒါကျွန်တော်အခုပြန်လုပ်မယ်ပေါ့နော်လောစေတော့ဘလို့နေမျိုးအောင်ရောက်နေပြီနားမှာ Oh my god မပေါ်လာလေပြီးတော့မှကျွန်တော်တတိရလိုက်တာကျွန်တော်ပွားတယ်လို့ဆိုလို့ရှိရင် Redstone လိုရတယ်လေအဲ့တော့ခါကျ Redstone ပြန်သွားရှာသေးတယ်မလေးအဲ့လိုနဲ့ကျွန်တော်ပွားတယ်လို့ပစ္စည်းလိုက်အကုန်ရှာရပါတော့ဒီမှာဒါလေးအိုးအဲ့ဒါပြီးတော့ကျွန်တော်ပစ္စည်းအသိနေပါတော့ဘာလို့လဲဆိုတော့ကျွန်တော်အိမ်စောက်ဖို့တော့ရှာရမယ်ဒီလဲ6ရောက်ပြီဆိုတော့
ဒါအိမ်လေးပါလေးစောက်အောင်မပေါ့နော်အဲ့တော့ခါကျကျွန်တော်ဒီနေရာကနေထွက်ပြီးတော့ခါကျတော့တနေရာသွားဖို့လုပ်ခဲ့ပါတယ်အိမ်ကောင်းမအိမ်ဆောက်လို့ကောင်းမနေရာလေးပေါ့နော်Where is the lava pool? Let's go. ကျွန်တော် lava ကန်လေးတွေ့ပြီနော်ဆိုတော့ lava ကန်မှာအိမ်ဆောက်ဟောအဲ lava ကန်မှာဆိုတော့ဘာလို့လဲဆိုတော့အဲ obsidian နေလည်းရမယ် nether portal လည်းဆောက်လို့ရမယ်ဆိုတော့အိမ်ကြီးတဲ့ဘေးကနေဆောက်တာရင်တော့မိုက်တယ်လीနော် Let's go. ငါတို့ရဲ့ main ပစ္စည်းလေးထားလိုက်ပါအောင်မယ်ဒါဆိုတော့ဒီနားလေးတွေမှာဟာအိတ်ချင်ပြီကွာ good night အိတ်လိုက်ပါအောင်မယ်good morning အားလုံးပဲမင်္ဂလာပါ good night ပါအမပေါ့ good morning ပါနော်ဒါဆိုတော့လာပါကန်လေးလောက်ကြရအောင်ကျွန်တော်တို့တွေနော်ဒါလေးရင်လောက်ထားဖို့ကောင်းတာပါဟဲ့it's kind of looks good bro Nether portal ကတော့မဖွင့်ရသေးဘူးဆိုပေမဲ့ကျွန်တော်အိမ်လေးရင်ဆောက်လိုက်ကြတာပေါ့အိမ်ဆောက်ရှင်နေပြီလေအိမ်လေးဆောက်မယ်โอเคတင်းOh yeah I bet bro အိမ်ဆောက်လို့ပြီးသွားပြီအဲ့ရလေးကဘလို့တကားနားမှာရောက်နေတယ်လို့အိမ်လေးကတော့တိတ်တိတ်လေးပေါ့နော်ကျွန်တော်စောက်တက်မစောက်တက်နဲ့စောက်ထားတာအခုတည်းကအိမ်ကမစောက်တတ်သေးဘူးနောက်မှအိမ်အကြီးကြီးကျယ်လုံးဝအခန်းတနားကြီးစောက်အောင်မှသိတယ်အိမ်လုံးဝမစောက်တတ်သေးဘူးဆိုတော့ဘာဖြစ်ရတဲ့အိမ်ဟုံးဆွေဟုံးမယ်နော်လာတဲ့အိမ်ဆွေလိုက်ဗျာပြီးနေဟုံးဆွေဟုံးဆိုမိုက်ပြီကဲပြီးတော့ကျွန်တော်တို့ဒီမှာ farm လေးလည်းလုပ်ထားရပါတော့အိမ်ရဲ့ဘေးလေးမှာလဲသမားလေး flame ဆိုပြီးတော့ကျွန်တော်ဒီမှာစိုက်ကင်းလေးတော့မှနည်းနည်းလောက်လိုက်တယ်ပေါ့နော်ဒီမျိုးအကွက်တွေလी10ခွက်လောက်ဆိုလောက်ထားလို့ရှိရင်မိုက်ပြီသီလားလုံးဝတကယ် farmer idea ဖြစ်သွားတယ် share ပဲစပါးဆိုင်မယ်ရောမကြက်လီတောင်ရောက်လာရောအဲ့ဒါပြီးတော့မှကြည့်လိုက်တာကျွန်တော်ကြောက်ခဲတွေပစ္စည်းကြောက်ခဲလို့ရှိရင်ဝင်တူးတဲ့မီးတွင်းမပေါ့ကြောက်တွင်းကြီးရပါတော့ဒီမှာနည်းနည်းမလာဘူးဖြစ်နေဗမာလူကြီးဖြစ်နေလို့ဒီမှာအင်္ဂလိပ်လိုအင်္ဂလိပ်လိုမကြက်ရသင်ချလိုလေးလောက်လိုက်တယ်ပေါ့နော်ကျွန်တော်ဒါမှသင်ချလိုလေးဖြစ်သွားတာ share ပဲနှလုံးသားများစူစီးကလမ်းလေးတောင်ခင်းလိုက်သေးတယ်Yo perfect no share perfect no share
ကျွန်တော်ရဲ့ပွားဆက်လို့ပစ္စည်းကနေသားထဲမှာပေါ့နော်အဲ့တော့ကကျွန်တော်နေသားလေးကိုအမြန်လေးသွားပြီးပြေးယူလိုက်ရသေးရပေါ့နော်ဟိုမှာယူတယ်အဲ့ဒါလေးရပြီးကျွန်တော်တန်းပြန်လာခဲ့တယ်ပေါ့နော်အဲ့လိုနဲ့မဆောက်ရတာကြာဖြစ်တယ်ကျွန်တော်ပွားဆက်လေးကိုဆောက်တယ်ပေါ့နော်ဟိုနေချလိုက်ဒီနေချလိုက်နဲ့အဲ့လိုနဲ့ကျွန်တော်အိတ်လေးနဲ့ထည့်ပြီးအရင်တော့အလိုပဲဒိုင်မွန်တွေထည့်ပြီးပွားရတယ်ပေါ့နော်အဲ့လိုနဲ့နောက်ဆုံးမှကျွန်တော်ပွားစလေးတကယ်လို့ဖြစ်သွားပါတယ်哎呀呀，大不服嘛，录呀！ထပ်ပွားမယ်မပွားပဲငုံတို့ထိုင်နေပါလားလို့ထိုင်ကြည့်မနေနဲ့ဖလဲအိပ်ပျော်သွားတာအိယာထဲမှာတော့နေရဆိုတော့ကွာလက်ကမနှိမ့်ဘူးအိပ်ပျော်သွားလက်ထပ်သွားဘာဖြစ်နောက်ဆုံးမှာတော့ကျွန်တော်ပစ္စည်းတွေတော့တောင်ရလိုက်ပြီးတော့ diamond block ဘောင်းများစွာလဲရလိုက်တဲ့အတွက်ကျွန်တော်အိမ်မှာပါ diamond တွေထည့်လိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တကယ် perfect စတင်ခြင်းလေးပါပဲကျွန်တော်ပစ္စည်းပွားသက်လို့ရမေ့နေခဲ့တာပေါ့နော်နောက်ဆုံးမှာတော့တတိပြန်ရသွားခဲ့တယ်လုံးဝ perfect ပါပဲတကယ်လွမ်းနေခဲ့တဲ့ပွားဆက်လေးနဲ့ငါမှပစ္စည်းပတ်သက်လည်းရှိပြီဆိုတော့ဒိုင်မွန်နေလည်းရပြီလေခဏနေအချမ်းမလို့တည်းကွာအမာရီကအေးအဲ့ဒါကြီးလည်းလောက်အောင်မေးလို့စေရတော့ဒါနဲ့ရွာအနီးနားလေးဟုတ်တယ်တော့ရွာတွေ့ခဲ့နော်အေးအဲ့ရွာတော့အဲ့ရွာမှာဘာများရှိမလဲလို့ဆိုတော့မှန်မယ်ဆိုရွာဒီဘက်လမ်းမှာပေါ့နော်ဒီမှာမြေကြီးတောင်ချထားတာโอเคဟိုမှာတွေ့အနာဘယ်သွားမှာတော့အကောင်လေးတန်းအောင်မှာမြင်းစီးမှာပြောလားဆိုတော့ကျွန်တော်မြင်ဒီမြင်နေလားမြန်သလိုပဲနော်ဒီမြင်မြန်သလိုပဲငါမဆက်တယ်လည်းမရှိဘူးကွာမြန်လားစီးကြည့်မလို့ဆိုတော့ဆက်တယ်လေးပြန်တော့ယူလိုက်အောင်ဟေးပြန်လာပြီးမြင်းစီမယ်ဆက်တယ်လေးပြန်တက်လိုက်အောင်မယ်โอ้မြန်တယ်ဟာမြန်တယ်မဆိုဒီမြင်နဲ့စပီယာနဲ့ကွက်တီပဲမင်းဝင်ထိုးလိုက်ကွက်တီပဲโอ้မိုက်ပြီ animation ကြီးကလုံးဝကြမ်းတယ်လုံးဝမြင်ရပါစီးရပါမြင်ရလုံးဝခြေတော့မလို့ရှယ်ယူဆိုတော့ကျွန်တော် challenge လုပ်မယ်ပြောရမလားအဲ့ဒါအတွက်ကျွန်တော်ဒီမှာစောက်တွေယူသွားမယ်ပေါ့နော်โอเคအဲ့ဒီ33တော့ရောက်ပါမြန်လားနော်အဲ့လိုနဲ့ကြည့်ရတော့ကျွန်တော်ညနေလဲစောင်းနေရတယ်အိမ်ကိုပြန်ခဲ့လိုက်တယ်ပေါ့နော်အိမ်ပြန်မဲသားယူအိမ်ပြန်မဲဆိုတော့ဒီရွာလေးကတော့ငါရွာလေးဖြစ်သွားပြီငါဟိုအရင်တစ်ခေါက်ကဟာကောဆော့တော့ပါလေအဲ့တုန်းကလိုမျိုးပဲအိမ်ကြီးဟိုကလို့ရမလားမသိဘူးအဆင်မရမလားမသိဘူးအဲ့လိုနဲ့ညရောက်နေရတယ်ကျွန်တော်လည်းတစ်ခါပြန်ခဲ့လိုက်ရပါတော့Good morning တော့လာနဲ့ကျွန်တော်ရဲ့မြင်းလေးကိုပေါ်ခေါ်လာခဲ့လိုက်တယ်ဗောနော်သူအောက်မှာတယောက်ထက်ကြေကိုရနေလို့ပေါ်တက်ခဲ့ဆိုခေါ်လာအဲ့လိုနဲ့ကျွန်တော်အားလုံးအားခိုင်နေသားတဲ့သွားလဲခဲ့တယ်ဗောနော်ယိုးနေသားတဲ့မှာလည်းမနေခြင်းစရာကြီးနောက်ကနေမဂမ Q တွေလိုက်နေတယ်ကွာဒီတော့လိုပါလိုနဲ့ဘာမှလုပ်မရနဲ့ကျွန်တော်လည်းရှေ့မဂမ Q လေးရှင်းလိုက်တယ်ဗောနော်နောက်တစ်ခေါက်ပြန်လာလို့ရှင်မရှိအောင်ဟာအမလီဘေးနားမှာဂတ်စီမရှိတော့မြန်ပြန်မှာပဲရောက်တဲ့အချိန်ကတော့ကွက်တီပဲညကိုရောက်သွားပြီပေါ့နော်အဲ့ရပြန်အိတ်လိုက်ကြအောင်သွားမယ်လားအဲ့လိုနဲ့ good morning ဆိုတဲ့ကောင်းသောမနက်ခင်းလေးမှာမြေကြီးရောက်တဲ့တူးပြီးတော့ကျွန်တော် channel တွေပဲလုပ်ဖို့အတွက် channel တွေလုပ်ဖို့အတွက်နေရာယူတယ်ပေါ့နော်ရှယ်ပဲတလောက်ဆိုရရင်โอเคဒီနားလေးမှတလို့ထားမယ်ပေါ့နော်အဲ့လိုထားရင်အဲ့လိုရမယ်ဟုတ်တယ်တော်လိုက်တာပြီးတော့ကျွန်တော်ရွာမလာတဲ့အဲ့ bookshelf လေးတွေနဲ့ကျွန်တော်ဆင်လိုက်တယ်ပေါ့နော်နေရာလေးအဲ့လိုနဲ့ကျွန်တော်ပစ္စည်းပွားဟိုလိုနေရာနဲ့အဲ့စောပစ္စည်းလေးတွေနဲ့ကျွန်တော်ပစ္စည်းပွားလိုက်တယ်ပေါ့နော်ပစ္စည်းပွားသက်ထဲမှာ
ကဲအိုင်တန်လေးတွေရပြီကိုဒန်အပဲတွေရောစာအုပ်တွေရောဒိုင်မွန်တွေရောပွားလိုက်ပြီအာနောက်တစ်နေ့တောင်ရောက်ပြီအိတ်လိုက်ထားလိုက်စားတော့မစားဘူးနော်ဒါပါပဲဟာဒီကောင်ဘာလဲခေါင်းနေလဲအဲ့လိုနဲ့ကျွန်တော်ပွားလို့ရလာတဲ့ပစ္စည်းလေးနှိုက်ရပါတော့အခုဆိုရင်အခုဆိုရင်တော့ကျွန်တော်က only golden apple ပဲဗျ golden apple စားမှကျွန်တော်ကတက်ရှူနိုင်တယ်wow တနေ့ကျွန်တော်ဘာလုပ်လဲဆိုပစ္စည်းပွားရဗျကျွန်တော်ဘာမှမလုပ်ဘူးပစ္စည်းပွားတယ်ဟုတ်တယ်ကျွန်တော်ဆိုပစ္စည်းလေးပွားနေရတယ်ဗောနော်ပစ္စည်းလေးအများကြီးပွားရတယ်ကိုတွေရော emerald တွေရော oh my god အားကြောင့်ပြောတာချီတာအဲ့ဒါချီတာလို့ခေါ်တယ်ဘာပြလို့လဲကျွန်တော်ပစ္စည်းပွားနေကြတယ်ဗောနော်အဲ့လိုနဲ့ကျွန်တော်အရင်တစ်ခေါက်အခန်းထဲမှာနောက်ဆုံးတော့အချန်လေးတွေပဲသွားထားခဲ့ပြီပေါ့နော်ဟာရ Unbreaking 3တကောင်းမလားတော့မသိဘူးဒါရတော့လောက်ရမယ်ဒါပေမဲ့ level 30ဆိုတော့နည်းနည်းရောယူအောင်မယ်ပေါ့နော် okay ဝါမနက်လေးမိုးလင်းဆိုကျွန်တော်ပတင်းပေါက်လေးဖွင့်ပြီးတော့အိမ်လေးမှာအေးဆေးပဲအရှိထွားမှာပေါ့နော်လေတမိုင်းမောင်ဖလိုင်းရဲ့တန်စဘာဆိုင်လိုက်ပါဆိုင်လိုက်နေဒီလိုနဲ့လေသမားအိမ်မောင်ဖလိန်တို့အခုဆိုရင်တော့ဖြင့်ရွာကြီးကိုပြောင်းလဲတော့မှာဖြစ်ပါတယ်ခစ်တဲ့တောသားများရဲ့အိမ်ကိုပြောင်းတော့မှာပေါ့နော်တောသားကြီးမင်းတို့တောသားကြီးမဖြစ်စေရတော့အခုမြို့သားတွေဖြစ်ရတော့မယ်ကွာအလိုနဲ့ပထမဆုံးအိမ်ရဲ့နေရန်ကြီးကိုစားဖြိုးပါခင်ဗျာโอเคဘလော်ရီဒါဆိုရင်တော့အကုန်လုံးကိုလိုက်လောက်လိုက်ကြရအောင်တအိမ်လုံးကိုပြောတအိမ်လုံးအာကောင်းတယ်ကွာဟိုင်းဟုံနေအိမ်နေထပ်လုံးမှာဆိုရင်ယိုးအခုဆိုရင်တော့ကျွန်တော်တောသားလေးကတော့ရွှေအိမ်ကြီးထဲမှာမြို့သားဖြစ်သွားပါတယ်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်အိမ်တိန်လုံနေတော့ကျွန်တော်ဟောတဲ့ဟိုပလေယာတယောက်ဝင်လာပြီးတော့ကျွန်တော်လာနှုတ်ဆက်နေရပါတော့အဲ့ဒါကျွန်တော်နှုတ်ဆက်လိုက်တာပေါ့အဲ့လိုနဲ့နောက်ထပ်ရက်တွေမှာသူနဲ့ကျွန်တော်နဲ့အတူတူပြင်ဆင်ကြရပါတော့ကျွန်တော်ကရေတွင်းလေးကြီးလုံနေအရင်ဆုံးတော့အဲ့နောက်ဆုံးအဲ့ရော all တစ်ခုနဲ့လုံးမလို့ပဲဒါပေမဲ့ netherrack နဲ့ဖြစ်သွားရပါတော့ဘာလို့လဲတော့မသိဘူးသိလားအဲ့လိုမျိုးထည့်ချင်လို့အဲ့အရောင်အားလေးထည့်လိုက်တယ်ပေါ့နော် special one ဖြစ်သွားတော့အကုန်လုံးထဲမှာအဲ့တစ်ခုပဲလို့ဖြစ်လောလောဆယ်ရတယ်လုံး share ပဲနော်မင်းတို့တရွာလုံးကတော့ကိုယ်တွေစိန်နေပလုံနေနဲ့ပဲအိုးသူများကောက်ဝမ်းလှိုင်းနော်မကောက်တော့ပါဘူးကွာတရွာလုံးလိုက်ကြည့်ကြည့်အောင်မစိုးပါဘူးလေအိမ်ပြန်အောင်မယ်အဲ့ဒါဆိုခဏတော့ဒီနေ့ကမြင်းမပါဘူးလားမြင်းပါလားပါရတဲ့နဲ့မြင်းမှတ်မိတော့ထားပါတော့ကွာပြန်မယ်ဟာငါလိုချင်တာတိတ်မရသေးဘူးခဏနေအောင်ငါအဲ့ XP bottle လိုရတယ်ငါ armor and enchant ပေါ့လေအဲ့ XP bottle
အဲ့မှာ AC ပေါ်တယ်ရမှာပွားလို့ရမှာကွာအဲ့ဒါမျိုး villager outpost မှာရှိရဆိုတော့အဲ့ကိုတော့ရှာတော့ရှာရမယ်ကွာမြင်းလေးရှိရဆိုတော့ပတ်ကြတာပေါ့ပုံမှန်ရှာလို့ရှင်မတွေ့ရောဒီနေ့ကျမှကန်နေကောင်းနေတယ်လို့ပုံမှန်ရှာလို့ရှင်ကတွေ့ကိုမတွေ့ဘူးအဲ့နားလေးရောက်ကိုမရောက်တာဘာဖြစ်တွေ့ဆို HP ပေါ်တယ်လိုက်ရှာမယ်ဘယ်ရမလဲညရောက်ရင်တန်းရဖို့တော့အဲ့ရ UV သားလေခုနိုင်လို့ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတက်လို့ရှင် like and subscribe လေးနဲ့ကိုညီတော့ကြကြပါဦးကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကျွန်တော်လည်းအတတ်နိုင်ဆုံးကောင်းအောင်လုပ်ပေးနေတဲ့အတွက်လုပ်ပေးခဲ့ကြပါဦး subscribe တခုကကျွန်တော်ရဲ့နှလုံးသားတွေကိုဝင်ရောက်သွားစေနိုင်တဲ့အတွက်ကျွန်တော်နှလုံးသားလေးကိုရေပျော်စေတဲ့အတွက်ကျွန်တော်ကိုညီပေးကြပါဦးခင်ဗျာကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်သွားလိုက်ကြတာပါပါတန်ကြားလိုက်သေးကြားပါဦး Holy brother နားကြမြတ်မှားလာလာပြီ CI chest knife ဖို့လာပြီ okay อ่ะဟေးအောင်တွေ့ let's go ဟိုကတော့မရှိဘူးเนาะဘယ်လိုပြော smelting table မှာထည့်ဖို့အတွက်လေအာမာလေးကိုဘယ်လိုပြောအယောင်ဟိုဘယ်လိုလောက်တဲ့ဟာပေါ့ကွာအဲ့ဒီဟာလေးတော့မတွေ့ဘူးဒါပေမဲ့ HP ပေါ်တယ်ရရင်တော်ပါပြီပြီးတော့ကျွန်တော်အဲ့ Batman ဟို portion လေးလည်းရလိုက်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော် rate တိုက်လို့လည်းရပြီဘာလဲအဲ့ try ချင်းပါလေးလည်းဝင်လို့ရရပါတော့ဆိုအောင် try ချင်းပါမှာ mace ယူပါအောင်မယ်ပေါ့နော်အပြီးတော့ rate တိုက်ပြီးတော့ total နေလည်းယူလို့ရအောင်ကောင်းပါရဲ့လိုရနေကွက်တီပဲပစ္စည်းတွေရလိုက်ဆိုတော့ထပ်ပွားတာပေါ့Yo, Batman ရော experience bottle ရောရပြီ bottle ရော enchanting မှာဒါဖြစ်ရပြီအများကြီးပဲရတယ်ဆိုထပ်များအလုံးပါဗောနော်အဲ့ဒါပြီးရော bottle ဖောက်ပြီဗောနော်ကျွန်တော်အခုဆိုတော့ HP တွေအများကြီးတက်နေပြီ30ရောက်တာနဲ့ armor enchant လို့ရနေပြီဟုတ်တယ်60တက်လောက်ဘာလောက်တော့ရနေဗောနော် okay sharpness လည်းမပါဘူး what the fuck I'm breaking only ဒါကြတော့လေကောင်းသွားပြန်ဟာ feather filling မှာ flash protection ကြီးပါလာပါတယ်ဘာဖြစ်အမာနဲ့ဘောင်းမီကတော့ enchant လို့ပြီးသွားပြီဗောနော်အမာကတော့ protection 4နဲ့ unbreaking နဲ့ဆိုပါဦးအဲ့ကြောင့်သွားကျင်တာမြင်လားကောင်းတာရလားမြင်လားကျွန်တော်ရဲ့တက်တာ micro hardcore ကြီးလေနော်စိတ်နဲ့မြင်လာပြီရက်20တော့ကြော်လာပြီဗောနော်ဒါဆိုတော့ချက်လာဆန်းနေတယ်ဟိုးအဲ့လိုနဲ့ကျွန်တော် live stream လွှင့်နေတဲ့နေ့မှာကျွန်တော်ဒီဟာကွန်ကိုဆော့ခဲ့တယ်ဗောနော်အစတော့မပြဖို့လုပ်ဖို့ပဲဒါပေမဲ့ဒီမှာကျွန်တော် rate တိုက်ခဲ့ရတဲ့ရှိရတဲ့အတွက်ကျွန်တော်ခဏလောက်တော့ပါထည့်လိုက်ပါတယ်ဗောနော်အချက်လေးတွေလည်းလုပ်ဖြစ်တယ်ဗောနော်အဖန်ရှာစီနဲ့လားစစ်တီအဖန်ရှာစီနဲ့လားစစ်တီအဖန်ရှာစီဆိုငါတို့ pick up ဒီမှာပါထည့်လို့ရမှာလीနော်ဒါပေမဲ့မကောင်းပါဘူးမိုက်တယ်တဲ့ကိုရွာပါအမေကတော့တခြားရွာပါရွှေ့အပေးနေရတယ်ဩဘာလို့ရှိသေးလားအိုး perfect ဆမ်မွေးဝဲအမှတ်ဘယ်လောက်ရလဲညီလေးတဲ့တတတော့မသိရအောင်အမှတ်တွေစမမပေါ်ပါဘူးအဲ့လိုနဲ့ကျွန်တော်ပွားထားတယ်အရင်တစ်ခေါက်villager outpost ကနေရလာတဲ့ဟာနဲ့ကျွန်တော်အဲ့မှာတောက်လိုက်တယ်ဗောနော်အဲ့မှာတောက်ပြီးသားပါတောက်ပြီးသားမှာရွာမှာရောက်တော့ခါကျရင်ရွာမှာလုတ်တော့မလီအဲ့မှာ one set 1 TNT ဆိုအဲ့ဒါအချင်းကြီးနော်ရှောက်ယုံနေနဲ့ဟုတ်ကဲ့ဆိုတော့ villager တွေကျွန်တော်တတ်တယ်ဗောနော်အဲ့ total နေရဖို့အတွက်လာ let's go peace ဟာ peace တော့မပြီးဘူးတသားလို့တရားတက်ဟာ那ကောင်ဝဲကြံတော့ဘလို့တက်ရတာဒီကောင်ကချင်းချင်းပြည့်တယ်မင်းတည့်ရငါစားမရဘူးကဒီတိုင်းလုပ်လို့ဒါမဲ့ကအဲ့လိုမထုတ်တော့ပြီးတော့ကျွန်တော်တို့တိုတန်လေးရလိုက်ခဲ့ကြတာဗောနော်အကြံနေရမပြီးသေးဘူးအဲ့စကိုတော်ကြရိုက်တိုက်ပြီးတော့ခါကြတော့ကျွန်တော်တို့အိမ်ပြန်ပြီးတော့အနားယူခဲ့တယ်ဗောနော်ဒီလောလောဆယ်ကျွန်တော်ရဲ့ wall ကြီးမှာကွာသိရမလား
哇，လေးတိုက်အောင်လေးတိုက်ကောင်းတယ်ပြီးတော့ကျွန်တော် rate တိုက်လို့ရထားတဲ့ total အနေနဲ့ပေါ့နော်ကျွန်တော် nether border ထဲကိုဝင်ပြီးတော့ nether ထဲကိုသွားလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် nether ထဲမှာ fortress နဲ့ bastion ကိုသွားချမ်းလို့ဖြစ်ပါတယ် nether ရဲ့ full armor ရအောင်နဲ့ငကားကိုတိုက်အောင်လို့ပေါ့နော်အခန့်အောင်သဘောကျတာပါဘလို့ဖလိန်ဆိုတော့လူလေးရတော့အဲ့လိုနဲ့ကျွန်တော်ချိန်နေတော်တော်ကြာပြီးတဲ့နောက်မှာပေါ့နော်ကျွန်တော်တွေမခီးသွားနေခဲ့တယ်ပေါ့နော်အဲ့လိုနဲ့နောက်ဆုံးမှတွေ့ခဲ့ပါတယ်ဝလာလက်စကိုဟာရပါလေโอเคဖြတ်ကျော်သွားလိုက်မယ်အိုးမာကဖိုင်ဝင်လာပြီနော်တော့နော်အေးဘာလဲရှိဘူးအေးဝတ်တဲ့ဆွေလည်းရှိတော့အိုးမာကအိုးရောင်းဟို7လေးဖြော်လို့ရရောဟိုမိုက်တယ်အဲ့လာပါရဘယ်လိုဖြစ်โอเคပိတ်လိုက်တော့ဟေးဟာတေးရောကွာမငါပိတ်တာဘယ်လိုလို့အော်ထားပါဒီဘက်မှာတစ်ချက်ကြံလေးကိုဆင်ပြေပါလေဒါလေးပြလိုက်โอเค blaze spawner လည်းတွဲပြီကဲဆိုလူချင်းတော်လေးရဆိုကျွန်တော်ပြန်လာလိုက်မယ်အိမ်ပြန်မယ်အိမ်အော်မဟုတ်ဘက်ရှင်းရှာမယ်โอเคဆင်းလိုက်မယ်အိုးဆရာကြီးပဲရုပ်တွေ့ဆိုဒါဟို treasure လားမသိဘူးကွာလေဘယ်လိုပြောအလဲတဲ့အိမ်မှာတက်တာရှင်အဲ့ဒီဟာဘက်ရှင်းဖြစ်ဖို့များတာအားရောက်နေငါတဲဆင်းလိုက်နော်ငါတဲဆင်းလိုက်နော်ငါတဲအားတဲဆင်းလာပြုတ်ကြနေသေးတယ်ဟိုးမာကနောက်ကနေလိုက်လာအောက်ဆင်းလိုက်မှာကွာတခါရှုပ်လို့ဟာဖြစ်တယ်လားကွာအောက်ဒီပြုတ်ကြသွားရဘာဖြစ်တက်တာနဲ့နီးသွားတာပေါ့နော်Oh let's go netherite template နဲ့ netherite netherite template တွေအများကြီးရအမှတစ်ခုတည်းရတော့ရပါတယ်အေးပါဒါဆိုတော့နေရနေပြေးပြီးတော့ခါကျအိမ်နောက်ကိုသွားပဲမဟုတ်ပါဘူးဒီအနောက်ကိုသွားပြေးမှာပေါ့နော် Let's go I'm back bro I'm back ရှင်းလေးမှာတတိရတယ်ငါကျွန်တော် money box တွေလိုနေတော့အောက်မှာတွေမှာကြည့်လိုက်ရှင် jewel တွေအများနဲ့နေတယ်စင်မပြေဘူး money box ကဒီရွာနေတော့ရှာလို့ရတော့ပါတယ်တော့ရှာကြည့်အောင်လေဒီမြင်းကငါနာမည်မပေးရသေးဘူးနာမည်ပေးဖို့မေ့နေရနိုင်တက်ရှိရတယ်နဲ့နောက်မှ AC ပေးရတာပေါ့နော်ကဲရွာသားများစီဝေးလောက်ရပေါ့နေရပေါ့ဒီကနေအကုန်ဖြတ်ပြီးလုပ်ရမယ်ဟာဝေး what emerald 10ခုတည်းနဲ့မန်တင်းစာကိုရတာ oh my god bro တမိနစ်ပဲကြာလိုက်တယ်ကွာဒါလေးလောက်တော့ okay မင်းကာဝယ်ထားမှရမင်းဘယ်သူမှတက်လို့မရအောင်မင်းကာဝယ်ထားမှရမယ်အဲ့ထက်မှနေ oh yeah bro ဆိုတော့နောက်မှဝယ်မယ်ခုကတော့အိမ်ပြန်လိုက်ကြတာပေါ့ကဲဘာလို့လဲနဲ့ရက်30အောင်ရောက်ပြီ29ရောက်ကဲဒါဆိုရင်တော့ကျွန်တော်တို့နောက်ပြီးမှပြန်တွေးလိုက်ကြတာပေါ့ရက်1000ဆိုတဲ့အတွက်မပြီးသေးရတော့တတိမရလိုက်ပါနဲ့